ဗီဒီယိုကတော့ One Piece မှတ်က1094မှာဘသူတွေဘာတွေလုံးနေကြလဲဆိုတာကိုတွေ့မြင်ရမယ်အပြင်ဘောဂါပန်းပန်းအမြင့်ဆုံးယာတုထက်ကကိုရိုစီစေတန်ရဲ့အစွမ်းတွေကိုပါတွေ့မြင်ရမယ့် chapter လေးတစ်ခုပဲဖြစ်ပါတယ်။ပြီးခဲ့တဲ့ chapter 1093မှာ Atlas အမိန့်နဲ့ Pacifista တွေကိုပြန်ထိန်းချုပ်နိုင်ခဲ့ပြီးရေတပ်သားတွေကိုတိုက်ခိုက်ဖို့အမိန့်ပေးရတာနဲ့အဆုံးသတ်ထားပါတယ်။ဒီ chapter ရဲ့အစမှာတော့ရေတပ်သားတွေကဖေကာပန်းစီကအမိန့်နဲ့အခြေအနေမဟန်တော့ဘူးဆိုက Pacifista တွေကလည်းရေတပ်သားတွေကိုလေဆာနဲ့စတင်ပစ်ခတ်နေကြပါတယ်။အခုချိန်ထိတော့အဟတ်အမှာ Pacifista တွေကိုအမိန့်ပေးနိုင်မှုတွင်ဖေကာပန်းတွေကအမြင့်ဆုံးမှာရှိနေပြီးဖေကာပန်းရဲ့အမိန့်ကိုပယ်ဖျက်ခြင်းရင် fight era တွေကတယောက်ရောက်လာမှပဲပြောင်းနိုင်ပြီးမကြခင်လဲတာကိုတွေ့ရမှာပါတာမန်ရေတပ်သားတွေအနေနဲ့ Pacifista တွေကိုဘလို့မှရှင်းနိုင်မှာမဟုတ်တဲ့အတွက်ထွက်ပြေးနေကြပြီး Pacifista တွေကလည်းလေဆာတွေနဲ့အလွတ်မပေးပဲလိုက်ပြနေပါတယ်ခုချိန်လပူဖေးအောက်ဘက်ပိုင်းမှာ Pacifista တွေရဲ့အကူအညီနဲ့ပဒေကိုအသာရနေပြီး Pacifista တွေရဲ့အမိန့်ကိုပြောင်းလိုက်တဲ့အသက်လက်ရဲ့အတန်ကိုကြားလိုက်ရတဲ့ရေတပ်သားတွေကဒါဆိုဖေကာပန်းကလေဆာအကောက်ပဲအောက်ကိုဆင်းလာတာလားဆိုကအချင်းချင်းမင်းကုန်းထုံးနေကြပြီးရေတပ်သားတွေရဲ့အပေါ်မှာတော့ကောင်းကင်တိန်တွေကိုသုံးကမောင်းနှင်နေတဲ့ဖေကာတန်းအိတ်ပေါ်မှာဘူနီကိုရှာဖွေဖို့မစ်ရှင်နဲ့ဆင်းလာတဲ့ဖေကာပန်းဆန်ဂျီဖရန်ကီအသက်လက်တို့ကိုတွေ့မြင်ရပါတယ်အက်တလန်နဲ့ဆန်ဂျီကဘူနီကိုအော်ခေါ်ကရှာဖွေနေကြပြီးဖရန်ကီကတော့ငါတို့အောက်တက်ကြီးကိုဘယ်လိုမောင်းသွားမှလဲဟာဒီတိုင်းဆိုပြောကြသွားမှာမဟုတ်ဘူးလားဆိုကကောင်းကင်တိန်တွေရဲ့လမ်းကြောင်းကိုကြည့်ကမင်းကုန်းထုံးနေပြီးဒါကိုဖေကာပန်းကဖေကာတန်းအိတ်ရဲ့ဘိန်းတွေကလမ်းကိုပြုတ်လုထားတဲ့ကောင်းကင်တိန်တွေနဲ့အမျိုးအစားတူတူပဲဒါကအမျိုးအစားတူရင်ကတ်သွားစေတဲ့ဖေးမျိုးစားပဲဒီတော့ဖေကိုမှပြောကြမှာမဟုတ်ဘူးလို့ရှင်းပြနေပါတယ်အဟက်ဂျုံကဝန်ပြီးမှာ2900လောက်ရှိကိုကြိုရောက်နေတဲ့အနာဂတ်ဂျုံလို့တင်စားကြပြီးတိုက်ခိုက်မှုမှာဟာခီကိုအသားမပေးပဲတီထင်မှုတွေနဲ့ပဲအတင်းကိုကူညီနေတဲ့ဖရန်ကီကိုဒါအနေနဲ့ပါဝါအပ်လုပ်ပေးခြင်းအဟက်အပ်မှာဖေကာပန့်လည်းရှိနေတော့ဖရန်ကီကိုပါဝါအပ်လုပ်မှုအကောင်းဆုံးချိန်မှာပဲထို့အချိန်လေဒီတွေနဲ့ပတ်သက်ရင် observation ဟာခီအရန်ကောင်းတဲ့ဆန်ဂျီကငါသူ့ကိုတွေးပြီးဆိုကဖရန်ကီကလည်းအရန်ဝေးတဲ့နေရာမှာမို့မင်းကတေးကြလို့လားကွာလို့ပြန်မေးလိုက်ပြီးဒါကိုဆန်ဂျီကလည်းဟဲ့ငါအမျိုးသမီးရှာဖွေရေးတွေတာကဘယ်တော့ကမှားဘူးလို့လဲကွာလို့ဒေါသကြီးနဲ့ပြန်អော်ပါတော့တယ်တကယ်လေလေဒီတွေနဲ့ပတ်သက်ရင်ဆန်ဂျီရဲ့ observation ဟာခီကလူဖီတို့ဇိုလိုတို့ထက်တောင်ပိုကောင်းပါတယ်ဖေကာပန်းကလည်းဒါဆိုသွားရအောင်ကွာဆိုပြီးဆန်ဂျီညွှန်ပြတဲ့နေရာကိုထွက်လာကြပါတယ်ဒီအချိန်ဆန်ဂျီကလေဒီနဲ့ပတ်သက်ရင်နှာခေါင်းပြီးတော့ကမဆောင်နိုင်တော့ပဲလောင်ကျွမ်းနေတဲ့ငါနှလုံးသားအတွက်ဒါကြီးကနှင်းလုံးနေဆိုကဖေကာတန်အိတ်ပေါ်ကဆင်းပြီးပြေးသွားတဲ့လမ်းကြောင်းကိုတွေ့ရပါတယ်ဆန်ဂျီရဲ့အမြန်နှုန်းနဲ့ဆိုခဏနေဘုန်နီကိုခတင်လာလိုက်မှာပါဘုန်နီကလပူဖေးအောက်မှာ Pacifista တွေကိုကိုဘက်ပါအောင်ပြခေါ်နိုင်ခဲ့လို့ရေသက်သားတွေလက်ကအသက်ရှူချောင်းနေပေမဲ့ Vice Admiral Fonsky ကရောက်လာပြီးခုံခွန်နဲ့ပြုတ်လောက်ထားတဲ့ထင်ရတဲ့လက်နက်နဲ့စတင်တိုက်ခိုက်ပါတယ်Vice Admiral Fonsky ကအခုအဟက်အမှာစတင်ပါဝင်လာပြီးပြည်လည်ဖြန့်ပုံပြောင်းလို့ရတယ်ဆိုတာကိုပဲသိထားရသေးပါတယ်။ဒါကိုလည်းနောက်မှတွေ့မြင်ရမှာပါ။ Fonsky ရဲ့တိုက်ခွက်ကိုဘွန်နီကခုံဆောင်ထွက်ကနောက်မှထက်ရောက်လာတဲ့ရေသက်သားတွေကိုတိုရှိ Double Fruit အစံနဲ့ပစ်လိုက်ပါတယ်။ဘွန်နီရဲ့တိုက်ခွက်နဲ့တိုက်ခံရတဲ့ရေသက်သားတွေကသူတို့ဘဝရဲ့တချင်းတရားပုံရဲ့တစ်ခုကိုအုံနှောက်တဲ့သွင်းပေးလိုက်သလိုဖြစ်ပြီးဒါကိုတွေ့ရတဲ့ရေသက်သားတွေကကြောက်လန့်ကနေရာမှာပဲလက်ချကုန်တာကိုတွေ့ရပါတယ်။ဘိုနီရဲ့တိုရှိခေါ် AH Fruit က user ကိုရော user လက်နဲ့ထိတဲ့လူမှန်သမျှရဲ့အသက်ကိုထိန်းချုပ်ခွင့်ပေးတဲ့အစမ်းမျိုးဖြစ်ပြီးခုဆိုဘိုနီက AH Fruit နဲ့လူတွေရဲ့နောက်ဆုံးအချိန်ပုံရိပ်တွေကိုပုံဖော်နိုင်ပြီးဖြစ်ပါတယ်။နောက် chapter တွေကြာရင် AH Fruit ရဲ့အစွမ်းနဲ့အသက်အရွယ်ပုံစံတွေကိုစိတ်ကြိုက်ကစားပြီးစိတ်ကူတွေကပုံတွေအတိုင်းအပြင်မှာအသုံးပြုနိုင်မလားဆိုတာကိုစောင့်ကြည့်ရမှာပါ။ခုနကဘွန်နီလက်ချက်နဲ့မှောင်းနေတဲ့ရေသက်သားတွေကိုကြည့်ကဖွန်စကီကတော်လိုက်တော့ဘွန်နီဆိုကဒေါသပုံထားနေပါတယ်ရေသက်သားတွေကိုတိုက်ခိုက်ပြီးပြေးလာတဲ့ဘွန်နီရှေ့မှာ Pacifista တကောင်ကနင့်ကိုတောက်ခိမပေးနိုင်ဘူးဆိုကပိတ်ရနေပါတယ်ဘွန်နီကလည်းအသက်လက်အမိတ်နဲ့ Pacifista တွေကကိုဘက်ပါနေပြီးမှဘာလို့လာတိုင်းနေလဲဆိုကအကြောင်းနေပြီးအမှန်တော့ Pacifista တွေကိုရေတပ် Vice Admiral Blue Crest ကထိန်းချုပ်ထားတာပါBlue Crest ကငါဒီတစ်ခုကိုငါ့ကိုပိုင်းစီးရင်ဖြစ်အောင်လုပ်ထားတာငါက right fruit ကိုတုံပြီးကြိုက်တာကိုလိုက်စီလို့ရတယ်ဒါပေမဲ့ငါထိန်းချုပ်ထားတဲ့တစ်ခေါင်ကိုပဲအမိတ်ပေးလို့ရတာလို့ဘွန်နီကိုပြန်ပြောလိုက်ပြီးရေသက်သားတွေအပေါ်တုံးထားတဲ့အသက်ကျိန်စာအစွမ်းကိုဖေးပေးမလားဆိုက Pacifista ရဲ့လေဆာနဲ့စတင်ပစ်ခတ်ပါတယ် Vice Admiral Blue Crest ရဲ့ Nori ခေါ် right fruit ကတမဲတွေအပေါ်ပဲအလုပ်လုပ်တာလားတက်ရှိတွေအပေါ်ရောတက်ရောက်မှုရှိလားဆိုတာကိုတော့မသိရသေးပါဘူးထို့အချိန်ဘွန်နီကလည်းကူမနဲ့ဆန်သက်ပြီးပုံစံတူထုတ်လုပ်ထားတဲ့ Pacifista ကိုကြည့်ကကူမကိုသတိရနေပြီးစိတ်တွေတွေးဝေနေကကြောင်ပြီးရက်နေပါတယ်ဘွန်နီကငငယ်တဲ့ကထွက်သွားတဲ့အဖေကိုလိုက်ရှာဖို့ပင်လယ်တများလုပ်ပြီးပြန်တွေးတော့လဲဆက်ရောက်အဖေပြောင်းခန့်ထားရကကူမရဲ့ကြံရှိတဲ့ memory ကနေကူမကဘာလို့ကိုယ်တိုင်ဆက်ရောက်အဖေပြောင်းခန့်လိုက်ရလဲဆိုတာကိုသိထားတဲ့အတွက်ကူမပုံစံတူထုတ်လုပ်ထားတဲ့ Pacifista ကိုတွေ့ကတော်တော် emotional ဖြစ်နေတာပါ
ထို့အချိန်ဖေကာတန်အိတ်ဘော်ကဆင်းလာတဲ့ဆန်ကြီးကပဲကတင်လိုက်ပြီးဘုန်ဒီနင်းဖေကကူးမဆိုတာငါသိပါတယ်ဒါပေမဲ့အခုချိန်နေစိတ်လျှော့ထားရမယ်လေလို့တတိပေးနေချိန် Vice Admiral Fonsky ကပင်လယ်ဖြန်ပုံပြောင်းကဂုံအောင်နဲ့ပြုလုပ်ထားတဲ့လက်နက်နဲ့ဝင်ခေါက်ပြီးဒါကိုဆန်ကြီးကရှောင်လိုက်ပြီးဘုန်ဒီကိုတဲ့ကဖေကာပန်းတို့စီပြေးသွားပါတယ်အဲ့တက်လက်ကလည်းသွားကြဆိုပါစီဖစ်စာတွေလည်းငါတို့ဘက်ဖြစ်နေပြီးအောက်မှာဘာမှဆက်လုပ်စရာမရှိတော့ဘူးဆိုကဖေကာတန်အိတ်ဘော်ကနေလှမ်းခေါ်နေပါတယ်လက်ပိုဖေးအပေါ်မှာတော့လူဖီနဲ့ကီဇာရူတို့ကဆက်လက်တိုက်ခိုက်နေကြပြီးကီဇာရူကငါမှလုံးစရာရှိသေးတယ်မင်းအခုလိုကစားနေမယ်ဆိုရင်ငါဒီကိစ္စကိုအဆုံးသတ်နိုင်မှာမဟုတ်ဘူးဆိုကလူဖီကလည်းငါအလုံးနေတာပဲလို့ပြန်ပြောလိုက်ပါတယ်ကီဇာရူကအခုအဟတ်အပ်ကိုအစားရောက်တဲ့ကမိတ်ဆွေတွေကိုတပ်ဖို့မရှင်ကိုစိတ်ပြတ်နေပြီးရေတက်ရဲ့အမိန့်မှန်သမျှကိုနာခံမယ်ငါကစက်ယုံရဲ့ပုံမှန်အလုံးလုံးကိုစက်ပစ္စည်းတစ်ခုပဲလို့ခံယူထားတယ်ကီဇာရူကအခုချိန်ရေတက်တွေအပေါ်ထားတဲ့ခန်းစားချက်တွေတွေ့ဝေနေပြီးလူဖီတို့ကိုကူညီလာနိုင်မလားဆိုတာကိုစောင့်ကြည့်ရမှာပါကီဇာရူကမရှင်ကိုအဆုံးသတ်ဖို့လူဖီကိုထားကအဝေးကိုပြန်ထွက်သွားပြီးဒါကိုတွေ့တဲ့လူဖီကနောက်ကနေပြေးလိုက်သွားပါတယ်ထို့အချိန်အဟတ်တစ်ခုလုံးနှွမ်းသွားအောင်အားကောင်းတဲ့ခန်းစားချက်ကြီးကိုအားလုံးတစ်ပြိုင်နက်တည်းခန်းစားရပြီးထိုခန်းစားချက်ကိုလူဖီကီဇာရူတို့အပြင်လက်ပိုဖေးအောက်ဘက်မှာတိုက်ခိုက်နေကြတဲ့ဇိုရိုနဲ့လူချီတို့ပါခန်းစားရပြီးအခြားတပ်မှသူတွေကလည်းဘာလဲဟားဆိုတဲ့ပုံစံဖြစ်နေကြပါတယ်ဟုတ်ပါတယ်အဲ့ဒီကြောက်စရာအော်ရာကြီးကိုထုတ်လို့နေတာကတော့ဝေါ်ကာဘန်မန်အမြင့်ဆုံး5 era တွေကကိုရိုဆေးစီတန်ပါပဲစီတန်ကရောက်ချင်းပါစီဖစ်စတာတွေကိုလုံးနေတာတွေချက်ချင်းရပ်ဖို့အမိန့်ပေးလိုက်ပါတယ်ပါစီဖစ်စတာတွေကိုတီထွေနှုံးကအမိန့်ပေးနိုင်မှုမှာဗေဂါပန်းတွေရဲ့အထက်မှာကိုရိုဆေးတွေကိုထားကပရိုဂရမ်ရေးဆွဲထားတာဖြစ်ပြီးအခုကိုရိုဆေးတွေကတရားဖြစ်တဲ့စီတန်ရဲ့အမိန့်ကြောင့်ပါစီဖစ်စတာတွေကလည်းကူးပုံအတိုင်းဆိုရင်ရေတက်တွေပဲပြန်ရောက်သွားပါပြီထို့အချိန်စီတန်ရဲ့အမိန့်ကြောင့်ရက်နေတဲ့ပါစီဖစ်စတာတွေကိုအဲ့တက်လက်ကသတိထားမိသွားပြီးထူးဆန်းလိုက်တာပါစီဖစ်စတာတွေကငါတို့ကိုမကာကွယ်တော့ဘူးဟေးမင်းတို့အမိန့်ကိုမေ့သွားတာလားဆိုတခုခုကိုသတိထားမိသွားပြီးရဲ့နောက်ငါတို့ထက်အာနာမျက်နှာဆိုလို့ကိုရိုဆေးတွေပဲရှိတော့တာလေဆိုကအံ့ဩနေပါတယ်ထို့အချိန်အဟတ်မှာမကျစ်ဆိုင်ကယ်လိုအရာတစ်ခုပေါ်လာပြီးဒါကိုတွေ့သွားတဲ့ရေသက်သားတွေကမော်ဆက်ဝိုင်းကြီးလားဆိုကထူးဆန်းနေကြပါတယ်ထို့အချိန်တခုခုကိုသတိထားမိနေတဲ့အသက်လက်ကထူးဆန်းနေပြီးငါတို့အမြန်လုံးမရမယ်တခုခုလာနေပြီးဆိုကတတိပေးပြီးလက်ပိုဖေးအပေါ်ကိုပြန်ပိုးသွားနေကြပါတယ်ထို့အချိန်အဟတ်ကျုံပေါ်မှာတတိပေးတန်ထွက်ပေါ်လာပြီးထို့တတိပေးချက်ကနေကိုရိုစီစီတန်ကကျုံပေါ်ကိုအခြေချတော့မှဖြစ်တဲ့အတွက်ရေတပ်ကွန်မန်ဒါယာဒူအောင်တာမရေသက်တိုင်းဟာမျက်နှာကိုထွေးထားရပါမယ်အမိတ်ကိုချုပ်ဖြတ်တဲ့လူတိုင်းကိုအရေးယူမည်ဆိုကတတိပညာချက်ထုတ်ပေါ်လာပါတယ်ကိုရိုစီတွေအနေနဲ့လူသားတွေကိုပုံမသက်သာသဘောထားတာကြောင့်တာမရေသက်သားတွေအနေနဲ့သူတို့ကိုတွေးဖို့မတန်ဘူးလို့ယူဆထားပုံပါပဲအမြဲမရင်ကျော်မှာပဲအခက်တင်ထိုင်နေပြီးမရင်ဖို့လိုတိုက်ပွဲမှာတောင်အရေးအယောင်မတွေ့ရတဲ့ကိုရိုစီရီတွေကတရားပေါ်တိုင်ရောက်လာတာကြောင့်စထရဟက်တွေအနေနဲ့ထွက်ပြေးဖို့ဆိုတာဒီတိုင်းဆိုမဖြစ်နိုင်တော့ပါဘူးတတိပေးကြီးညာတန်ကိုကြားပြီးတဲ့နောက်ဖေကာတန်အိတ်ထဲမှာကြီးညာတဲ့အထဲမှာကိုရိုစီဆိုတာထည့်ပြောသွားတာလားသူတို့တွေကတရားတကယ်ကြီးဒီကိုရောက်လာတာလားဆိုကမယုံကြည်ပဲအချင်းချင်းမင်းကိုထုံးနေကြပြီးထို့အချိန်ဗေကာတန်အိတ်အောက်တဲ့မှာမကျစ်ဆိုင်ကယ်ကနေပောက်ကွယ်မှုဖြစ်ကအနက်ရောင်မီတောက်တွေနဲ့အတူဟာကီမိုရိုးတွေပါထွက်ပေါ်လာပါတယ်ထို့နောက်ဆန်ကြီးကအဆက်ဝိုင်းထဲကတခုခုထွက်လာနေပြီးဆိုကမကျစ်ဆိုင်ကယ်ရဲ့အလယ်မှာမိဆာလိုအကောင်တကောင်ထွက်ပေါ်လာပါတယ်ထို့မကျစ်ဆိုင်ကယ်တဲ့ကထွက်ပေါ်လာတဲ့အရာကြီးကိုအံ့ဩပြီးကြီးမိနေတဲ့ရေသက်သားတွေကဘာကြီးလဲဟာမကောင်းဆိုးပါလားဆိုကနောက်တစ်ယောက်ကတိတ်နေငါတို့ကိုမကြည့်သင့်ဘူးလို့ပြောထားတယ်လို့လှမ်းသတိပေးလိုက်ပါတယ်။သို့တော်နောက်ကျသွားပြီးကိုရိုစီစီတန်နဲ့မျက်စိချင်းစုံပြီးတဲ့ရေသက်သားမှာချက်ချင်းမျက်နှာမှာသွေးထွက်သလိုဖြစ်ကနောက်ကိုလဲကျသွားပါတယ်။နောက်ကအကြောင်းအရာတွေကိုမဆက်ခင်စီတန်ရဲ့အကြောင်းကိုအရင်ရှင်းပြပေးချင်ပါတယ်။ကိုရိုစီတွေကဝါကာပန်မန်အဖွဲ့အစည်းကိုစတင်တည်ထောင်ခဲ့တဲ့လူတွေဖြစ်ကြပြီးရေတပ်မှာတော့အတန်မာဆုံးနဲ့ယာတုအကြီးဆုံးလူတွေလို့သိထားကြပါတယ်။မကြခင်ကတွေ့ရတဲ့စီတန်ရဲ့အစွမ်းတွေကိုကျွန်တော်သိသလောက်ရှင်းပြပေးချင်ပါတယ်။ပထမဦးဆုံးအစွမ်းတစ်ခုကတော့မကျစ်ဆိုင်ခဲ့ပါလက်ရှိတွေ့ထားရတဲ့မကျစ်ဆိုင်ငယ်ကစီတန်ရေတက်တင်မောပေါ်ကနေအဟက်ကျုံပေါ်လာဖို့ပေါ်တဲ့အနေနဲ့အသုံးပြုတာဖြစ်ပြီးဒီအစွမ်းကိုအခုမှစတင်မိတ်ဆက်ခဲ့ပေမဲ့တိုင်စကစ်အတွင်းမှာကူမလက်ချက်နဲ့ဘရိုရောက်သွားတဲ့ကျုံပေါ်မှာမဂျစ်ဆိုင်ကယ်နဲ့တူတဲ့အရာတစ်ခုကိုအော်ဒါအနေနဲ့ for share လုပ်ပူပါတယ်ဒီမဂျစ်ဆိုင်ကယ်ပေါ်လာပြီးဆိုရင်သူနဲ့အတူဟာကီမိုးကြိုးတွေနဲ့အနက်ရောင်မိတောက်တွေကိုပါတွေ့မြင်ရပါတယ်ထူးဆန်းတာတစ်ခုကစီတန်ရဲ့မဂျစ်ဆိုင်ကယ်မှာနံပါတ်တစ်ခုပါဝင်နေတာကြောင့်အခြားဂိုရိုစီတွေလည်းဒီလိုအစွမ်းမျိုးသုံးနိုင်ပါလိမ့်မယ်ဒုတိယအစွမ်းတစ်ခုကတော့ Monster Farm ပါစီတန်အဟတ်ဘော်ကိုရောက်လာတဲ့ပုံစံကခရစ်ယာန်ဘာသာမှာမကောင်းဆိုးဝါးကိုဆင့်ခေါ်တဲ့ပုံစံနဲ့တူပြီးစီတန်ကိုဆက်စချင်းမြင်ရတော့ကလည်းအိုဒါကသူ့ရဲ့ double fruit နာမည်ကိုမဖော်ပြခဲ့တာကြောင့်အိုဒါအနေနဲ့စီတန်က double fruit user မဟုတ်ပဲတကယ်မကောင်းဆိုးဝါးတဲ့ကောင်ဆိုတာကိုပြချင်လာလားဆိုတာကတော့သိချာမသိရသေးပါဘူး
စီတန်ရဲ့အနောက်ဘက်မှာတော့ဇိုဝမ်အဝိတ်ကန်နီလို့ထင်ရတဲ့တိမ်တွေကိုတွေ့မြင်ရပြီးစီတန်ပြောင်းသွားတဲ့အကောင်ရဲ့နာမည်ကိုတော့ဂျပန်ဒဏ္ဍာရီတွေကခရိုကီခိုရှိအိုမီရုံကိုင်းပုံစံကိုအခြေခံပြီးရေးဆွဲထားတာပါဂျပန်ဒဏ္ဍာရီထဲမှာတော့ခရိုကီတွေကပင်ကုခန္ဓာကိုယ်နဲ့နွားကောင်းပုံစံရှိပြီးခြေထောက်တွေမှာလည်းစူးကြိုနေပါရှိကြပါတယ်ဒဏ္ဍာရီတွေကခရိုကီတွေမှာအစိတ်ထုံးနိုင်စွမ်းရုပ်ချင်းပြောင်းနိုင်စွမ်းတွေအပြင်ခရိုကီနဲ့မျက်လုံးချင်းဆုံပြီးတဲ့လူတိုင်းကအသက်နှုတ်ခံရတယ်လို့ရေးထားပါတယ်အိုဒါအနေနဲ့ရောဝန်ပီထဲမှာခရိုကီကိုဂျပန်ဒဏ္ဍာရီတွေကအတိုင်းအစွမ်းနေနဲ့ပုံဖော်လာမလားဆိုတာကိုစောင့်ကြည့်ရမှာပါဇက်လန်ကိုပြန်ဆက်ရရင်လူဖီနဲ့ဘတဲကနေပြန်ထွက်လာတဲ့ကီဇာရုကဖေကာတန်အိတ်နာကိုရောက်လာပြီးကောင်းကင်တိန်လမ်းကြောင်းကိုလေဆာနဲ့ဖျက်ဆီးလိုက်ပြီးဒါကိုတွေ့တဲ့ဆန်းကြီးကအပေါ်မှာလည်းသတိထားအောင်သူကောင်းကင်တိန်လမ်းကြောင်းကိုဖျက်ဆီးလိုက်ပြီးဆိုကကောင်းကင်တိန်လမ်းကြောင်းကနေချော်ထွက်ကအောက်ကိုပြုတ်ကျလာကြပြီးထိုအချင်းအပေါ်မှာတော့ဖေကာတန်အိတ်ကိုကီဇာရုကလေဆာနဲ့ပစ်ဖို့ချိန်နေပါတယ်ထို့အချိန်ကီဇာရူနောက်ကိုပြေးလိုက်လာတဲ့လူဖီကရောက်လာပြီးကီဇာရူကိုဂီယာတက်နဲ့ထိုးဖို့ပြင်နေပါတယ်။ဒါကိုတွေ့သွားတဲ့ကီဇာရူကမင်းအခုချိန်ထိအာမကုန်သေးဘူးလားဆိုကလေဆာနဲ့ချိန်လိုက်ပါတယ်။ဖရန်ကီကလည်းမင်းကိုအားကိုးလိုက်ပြီးလူဖီဆိုကလူဖီကလည်းငါတောင်းဝန်ထားလိုက်ဆိုပြီးကီဇာရူကိုတက်ကီယာဂိုမိုနိုပြီးစတာဝိုက်ကန်နဲ့အာရပါယာထိုးချလိုက်ပါတယ်။လူဖီရဲ့ထိုးချက်မှာဂီယာ5ရဲ့တွန်း4အဖက်နဲ့ကီဇာရုခေါင်းကြီးပေါက်ထွက်သွားပြီးလူဖီကိုယ်တိုင်လည်းအာကုန်ပြီးပြုတ်ကျသွားပါတယ်လူဖီရဲ့ထိုးချက်ကြောင့်ကီဇာရုလည်းအတော်အထိနာပြီးလူဖီရောကီဇာရုရောဗတဲ့ကိုနောက်ချက်ပတာအနှဲငယ်လောက်ထိထပ်တွေ့ရမယ်မထင်ပါဘူးထိုအချိန်စီတန်ကလူဖီကိုတွေ့ကနီကာလို့ရေရိုးလိုက်ပြီးလူဖီကဂီယာ5 limit ကိုရောက်နေပါပြီထို့နောက်ကောင်းကင်တိန်လမ်းကြောင်းပြက်စီကပြုတ်ကျလာတဲ့ဗီကာတန်အိတ်ကိုတွေ့မြင်ရပြီးကန်ဆိုးစာနဲ့ပဲစီတန်နာကိုကျသွားကြပါတယ်ပြုတ်ကျသွားတဲ့သူတွေမှာဒဏ်ရာရသူတွေမရှိကြပဲဖေကာပန်းကစိတ်စီတန်ကိုတွေ့ကမင်းမဟုတ်လားဆိုပြီးတော့အံ့ဩနေပြီးစိတ်စီတန်ကလည်းမင်းအခုထိအသက်ရှင်နေသေးတာပေါ့ဖေကာပန်းငါမင်းကိုတတ်ဖို့အမိတ်ပေးပြီးလေဆိုကနှစ်ယောက်သားစကားပြောနေချင်းဘိုနီကကူမာရဲ့အတိတ်မှညံကနေစီတန်ရဲ့အမိတ်နဲ့ကူမာကိုဆက်ရုပ်ပြောင်းခိုင်းတဲ့အတန်ကိုစိတ်ထဲမှာတွေးကဓာတ်နဲ့ခုန်ပြီးစီတန်ရဲ့ရင်ဝါကိုထိုးလိုက်တာနဲ့အဆုံးသတ်ထားပါတယ်။ဒါကတော့ One Piece က1094ရဲ့ breakdown ဖြစ်ပြီးနောက်ရက်တွေမှာလည်း chapter အသစ်တွေကို breakdown လုပ်သွားပေးမှာဖြစ်တဲ့အတွက်ကြောင့်မို့လို့ channel လေးကို like and subscribe လေးနဲ့ကူညီခဲ့ပေးလို့ရပါတယ်။ဒါဆိုနောက်ဗီဒီယိုတွေမှာပြန်တွေ့ကြရအောင်